ဟိုးရှိတုန်းကလူသားတွေခြေချဖို့ခက်ခဲလာတဲ့ဟိမဝင်တာတောနတ်ကြီးရဲ့အလေလှပတင့်တယ်လွန်းနဲ့စန္ဒပပတခေါ်တဲ့ငွေတောင်ကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီငွေတောင်ကြီးပေါ်မှာခါးအထက်ပိုင်းကနက်ရုပ်လိုလှပတဲ့လူသားခါးအောက်ပိုင်းကတော့တောက်ပတဲ့အတောင်ပန်းတွေရှိတဲ့နှက်တံနဲ့စန္ဒဆိုတဲ့ကိညရာမောင်နဲ့စန္ဒာဆိုတဲ့ကိညရီမေတို့လင်မယားနှစ်ဦးနေထိုင်ကြပါတယ်။သူတို့မောင်နှံရဲ့နေ့ရက်တွေဟာတိတ်ကိုအေးချမ်းလာပါတယ်။တောတောင်ရီမြေတွေချားမှာတစ်သီးဝလံတွေကိုအတူခူးဆွတ်စားကြတယ်။စမ်းရည်အိုင်လေးတွေပြီးမှအတောင်ပန်းချင်းရှက်ပြီးကခုန်ကြတယ်။ပြီးတော့နားဝင်ချိုလှတဲ့သချင်းတွေကိုတေးဆိုညီရင်တရှိုက်မမတ်ချစ်ခင်ကျင်လာခဲ့ကြပါတယ်။တနေ့မှာတော့တဘာဝတောတောင်ကြီးအလှအပါတွေဟာထူးဆန်းစွာနဲ့ပုံမူတောက်ပနေခဲ့ပါတယ်။ငွေတောင်ပေါ်ကစမ်းရည်ခက်တွေချားမှာတစ်ခွပန်းတွေဖူးပွင့်နေပြီးလီပြင်းငင်းကလည်းတာရလူနေပါတယ်။မောင်ကြီးဒီနေ့ရာသီဥတုကတိတ်တာတာပဲ။ကျမတို့စမ်းရည်အိုင်နားမှာကခုန်ကြရအောင်လားဟင်။စန္ဒာကပျော့ရွှင်စွာနဲ့ဖိတ်ခေါ်လိုက်တဲ့အခါစန္ဒာကလည်းပြုံးပြီးခေါင်းညှိပြပါတယ်။သူတို့နှစ်ဦးဟာနတ်ပန်းတွေကိုခူးချွေအချင်းချင်းပန့်စင်ပေးကြပြီးဆိုင်းရီပတ်ကစားရင်ပျော်မြူးနေခဲ့ကြပါလေ။ကင်ညရီမာလီစန္ဒာကပြသမျှကိုကင်ညရာဖူစန္ဒာကတာယာလာတဲ့ဝါပလွေတန်လေးနဲ့လိုက်ဖက်နေတီးပုတ်ပြီးနေခဲ့တာပေါ့နော်။သူတို့နှစ်ဦးဟာကဘာပေါ်မှာသူတို့ပဲရှိတယ်လို့အချစ်အိုင်ထဲမှာနှိမ့်ညိုးနေခဲ့ကြပါလေ။ဒါပေမဲ့အဲ့ဒီအပျော်လေးဟာကြာရှည်မခံခဲ့ပါဘူး။သူတို့မောင်နှံကခုန်တီးမှုန်နေတဲ့အတန်ဟာတောကစားထွက်ရင်လမ်းပြောက်ပြီးထိုနေရာအနီးသို့ရောက်ရှိနေတဲ့ဘာရာနတီမင်းကြီးရဲ့နားထဲကိုတိုးဝင်သွားခဲ့ပါတယ်။မင်းကြီးဟာအတန်လာရာခြုံပုတ်အကွက်ကနေချောင်းကြည့်လိုက်တဲ့အခါနတ်သမီးလေးတစ်မျှလှပလုံးပြီးအကပညာမှာကျွမ်းကျင်လာတဲ့ကင်နရီမာလီစန်တာကိုမြင်ချင်းဆွဲလန်းတက်မှတ်ချင်းကြီးစွာဖြစ်သွားပါတော့တယ်။ဒီလောက်လှတဲ့တတဝါကောင်မလေးကိုငါနန်းတော်ကိုခေါ်ဆောင်သွားပြီးမိဖုရားမြောက်ရမယ်။အနာကကင်နရာဖူရှိနေရင်တော့သူကကင်နရီမာလေးကိုခေါ်ပြီးပြန်ပြေးသွားလိမ့်မယ်။သူ့ကိုတပ်ပစ်မှရမယ်။ရမတ်စောကြွလာတဲ့မင်းကြီးဟာရက်ဆက်တဲ့အကြံနဲ့မြားကိုလေးကျိုးမှတင်လိုက်ပါတယ်။ပြီးတော့ကင်နရာဖူစန်သားရဲ့ရင်ပတ်တဲတွေကိုအမောင်တဲကနေချိန်ရွေပြီးလွတ်လိုက်ပါတော့တယ်။ဖျက်လူရင်စင်လာတဲ့မြားချက်ဟာစန်သားရဲ့ရင်ဝကိုစိတ်ဝင်သွားခဲ့ပါလေ။သွေးအိုင်တဲလဲကျသွားတဲ့မောင်ကိုကြည့်ပြီးစန်တာတယောက်ဘာလို့ရမှန်းမသိပဲထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။စန်တာဟာအသက်ငင်နေတဲ့ဂျားကနေစန်တာကိုလှမ်းကြည့်ပြီးနမလေးမောင်ကြီးတော့တွားရတော့မေးထင်တယ်။မောင်ကြီးမရှိရင်နမလေးတယောက်ထိဘလို့နေမလဲတောတောင်နေချားမှာဘလို့အထီးကျန်ရရှာမလဲလို့တုံရီတဲ့အတန်နဲ့ပြောရင်မျက်လုံးတွေပိတ်ကျသွားပါတော့တယ်။အချစ်ဆုံးလင်ယောက်ျားကိုတေဆုံးသွားတာကိုမြင်လိုက်ရတဲ့စန္ဒာဟာရင်ကွဲမတအော်ဟစ်ငိုကြွေးပါတော့တယ်။အဲ့ဒီအချိန်မှာခြုံကွယ်ကနေဘာရာနတီမင်းကြီးထွက်လာပြီးစန္ဒာကိုသိမ်းပိုက်ဖို့ကြိုးစားပါတယ်။လှပါတဲ့ကိန်းနရီမာလေးမငိုပါနဲ့တော့တည်သွားတဲ့ကောင်အတွက်နဲ့ဝမ်းမနေပါနဲ့ငါရဲ့နန်းတော်ကိုလိုက်ခဲ့ပါမင်းကိုရွှေနန်းထပ်မှာထားပြီးမိဖုရားကြီးအရာအပ်နေမယ်ဒါပေမဲ့တစ္ဆာကြီးမာလာတဲ့စန္ဒာဟာမင်းကြီးကိုကြောက်ရွံ့ရှားစွာနဲ့ကြည့်ပြီးတောင်ဆောင်ပေါ်ပြေးတက်သွားပါတယ်ပြီးတော့ရင်ဘက်ကိုတပုံပုံထူရင်ခြေလောင်စွာငိုကြွေးရင်အော်ပြောလိုက်ပါတယ်ရက်ဆက်လာချီလားမင်းကြီးတင်ဟာကျမတို့မောင်နှံရဲ့အပြစ်မဲ့တဲ့အချစ်ကိုဖျက်ဆီးခဲ့တယ်ရွှေနန်းတော်လည်းကျမအလိုမရှိဘူးရတနာတွေလည်းမှတ်မောစရာမရှိဘူးကျမရဲ့အသက်ကမောင်ကြီးစန္ဒာပဲမောင်ကြီးမရှိတဲ့ဒီကဘာမှာကျမလည်းအသက်ရှင်မနေချင်တော့ဘူး
စန္ဒာဟာမောင်ဖြစ်သူရဲ့ရင်ခွင်ပေါ်ကိုပြန်လဲလှလဲကြပြီးရှိုက်ကြီးတငယ်ငိုကြွေးရင်းနမင်းတကာတို့ကိုတိုင်တင်ပြီးသစ္စာတီးထန်ပြုတ်ပါတော့တယ်ကျမတို့မောင်နှံဟာတအူးအပေါ်တအူးဘယ်တော့မှသစ္စာမပြတ်ခဲ့ပါဘူးအခုလိုအပြစ်မဲ့ပဲခွဲခွာရခြင်းအတွက်ကောင်းကင်ကနမင်းတွေတိမြင်နေဆိုရင်ကျမမောင်ကြီးကိုအသက်ပြန်သွင်းပေးပါမကယ်တင်ဘူးဆိုရင်တော့ကျမလည်းဒီနေရာမှာပဲရင်ခွင်းတာကြလို့တီးပါရစေတော့ ဂိမ်းနရီမာလေးရဲ့စစ်မှန်ပြီးကြီးမားလာတဲ့သစ္စာမြတ်တာလှိုင်းတွေကြောင့်တကြားမင်းရဲ့ตาယာလာတဲ့ပန်တုကမလာကြောက်ဖြားကြီးဟာတင်းမာပူလောင်လာခဲ့ပါတယ်။တကြားမင်းဟာလူပြည်ကိုငုံကြည့်လိုက်တဲ့အခါတနာစရာဂိမ်းနရီမာလေးရဲ့သစ္စာတရားကိုမြင်တွေ့သွားပြီးစေးသမားတော်ရောင်ဆောင်ကချက်ချင်းဆင်းသက်လာခဲ့ပါတယ်။တကြားမင်းဟာစန္ဒရဲ့ရင်ဝါကမြားကိုနှုတ်ပယ်ပြီးနှစီးရည်ကိုတိုက်ကျွေးလိုက်တဲ့အခါအံ့ဩစရာကောင်းလာအောင်ပဲစန္ဒဟာတတိပြန်လေလာပြီးမျက်လုံးပွင့်လာခဲ့ပါတယ်။မောင်ကြီးနှမလေးတေမင်းလက်ကနေပြန်လေလွတ်မြောက်လာတဲ့မောင်နှံနှစ်ဦးဟာတဦးကိုတဦးတင်းကျပ်စွာဖက်လေးတကင်းငူကျွေးကြပါတော့တယ်။ရက်ဆက်တဲ့မင်းကြီးလေးထိုဖြစ်ရက်ကိုမြင်ပြီးနောင်တကြီးစွာနဲ့တောထဲကနေစွတ်ခွာသွားခဲ့ရပါတယ်။အဲ့ဒီနေ့ကစပြီးကိန်းနရီကိန်းနာမောင်နှံဟာလူသားတွေနဲ့ဝီးရငွေတောင်ပြက်ကြီးပေါ်မှာပူမူခိုင်မြဲတဲ့အချစ်တွေနဲ့အေးချမ်းစွာဆက်လက်နေထိုင်သွားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မောင်နှံဟာအဲ့ဒီလိုခွဲခွာခဲ့ရတဲ့တညတာကွဲကွာခြင်းမောင်ကြီးတေဆုံးနေခဲ့တဲ့နာရီပိုင်းအချိန်လေးကိုပဲနှစ်ပေါင်းထောင်ချီတဲ့အထိမိမရနိုင်ပဲလာပြညတွေရောက်တိုင်းအချင်းချင်းဖတ်လေးပြီးမောင်ကြီးကိုဆုံးရှုံးရတော့မလို့နှမလေးနဲ့ခွဲရတော့မလို့ဆိုပြီးတတသားနဲ့လွမ်းမောငိုကြွေးတတ်ကြပါသေးတယ်။ဒါကြောင့်မို့လို့ပဲမြမတို့ရဲ့ရိုးရာစကားမှာတဦးကိုတဦးတိတ်ချစ်ပြီးခွဲမရတဲ့ဇနီးမောင်နှံတွေကိုကိန်းနရီကိန်းနာမောင်နှံလိုပဲလို့ယနေ့အထိတင်စားပြောဆိုကြခြင်းဖြစ်ပါတော့တယ်။